Hello မင်္ဂလာပါဒီနေ့ကတော့နေ့ချီရောပြီပေါ့နော်ရဆုမီလေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ကခမကူရနာပေါ့ဟောဖေးအားကြောင့်ပေါ့နော်တောင်မော်ဖေးအားကြောင့်ပေါ့နော်အပလီကိုတွားခဲ့ပါတယ်ပေါ်တော့အုပ်လေးပုံစံလေးနဲ့ပေါ့နော်ဒီကိုတတရရှိပါတယ်ပေါ်ကြောင့်လည်းအဲ့ဒီမှာပေါ့နော်ဖေးအားရုပ်ထုတော်တွေဆိုလည်းအများကြီးပဲပေါ့နော်တော်တော်လေးအေးချမ်းပြီးတော့တပင်လေးလည်းအရင်များတယ်ပေါ့နော်ပွဲကြတော့အဲ့ရဲ့ခုံးပေါ်မှာလည်းပေါ့နော်ဟိုဟာလေးရှိတယ်ရှူခင်းကြည့်လို့ရပြီးတော့ပေါ့နော်ကော်ဖီတွေပါတောက်လို့ရတဲ့နေရာလေးလည်းရှိပါတယ်အခုကကျတော့အဲ့ဖျားကြောင်လေးပေါ့နော်အရင်ကပေါ့ဖုံးကြီးတွေပေါ့နော်ဂျပန်မှာအိမ်ရပေါ့နော်ဂျပန်ဖုံးနေခဲ့တဲ့နေရာပေါ့နော်သူကပြမယ်ဆိုဖုံးကြောင်လိုနေရာမျိုးပေါ့နော်အဲ့လိုနေရာမျိုးကတော်တော်ဟိုဟာဖြစ်တယ်ပေါ့နော်တန်ရှင်းတည့်ရနေတာပါပဲတော့ဝင်လိုက်တာလည်းအေးချမ်းပြီးတော့တိတ်ဆိတ်နေရပါတော့နော်အဖျောင်းနေမှာဖျားတွေအများကြီးပဲရှိတယ်ပေါ့နော်ခုတော့တရားဆိုလဲပေါ့နော်ဟိုဖြစ်တယ်ဗာလေရှူရင်းလေးအရန်လာတယ်ပေါ့နော်ဒါဖျားကြောင်းတော်တယ်ပေါ့နော်ခုဆိုရင်ဒီမှာကျတော့ဖျားရှိတယ်ပေါ့နော်လာတဲ့သူတွေကျတော့ဖျားရှိခုလို့ရတယ်ပေါ့တော့တက်ပေးပါတယ်ပေါ့နော်ဖျားလေးရှိခုပေးပါတယ်ပို့ကြတော့ထပ်တက်တယ်ပေါ့နော်တောင်းနေပြီဒီလိုပေါ့နော်သူကစောင်းလေးဘက်ဒီမှာတော့မယ်မမီကြီးပွင့်တဲ့ချိန်မှာတော့မယ်ဆိုရင်တော့ပိုစင်ပြေတယ်ဟုတ်လေဆိုတော့မမီကြီးပင်လေးရမ်းများတဲ့အတွက်ကြောင့်တော်လှမယ်လို့ထင်ပါတယ်ခုဆိုရင်အကုန်လုံးပတ်ချလဲမှာပေါ့နော်အကုန်လုံးဟိုဟာတွေပဲဗာလဲဖုံးချောင်းလိုမျိုးပေါ့နော်အဲ့လိုမျိုးအစာအုပ်တွေပဲရှိတာတခုလုံးပေါ့နော်အခုကကြတော့အခုခုနပြောခဲ့တဲ့ကော်ဖီဆိုင်လေးပေါ့နော်အမြင့်ပေါ်မှာရှိတဲ့ကော်ဖီဆိုင်လေးကိုတွားခဲ့ပါတယ်သူကအေးလို့ကော်ဖီလို့ပေါ်ကြမချလို့အဲ့လေးရောင်းတာပေါ့နော်ပေါ်ရှူကင်းလေးကြည့်လို့ရပါတယ်တော်တော်တက်လိုက်ရပါတယ်ပူလဲပူတော့ရမ်းတော့နည်းနည်းတော့ပြင်ပန်းနေပေါ့နော်ဒါလေးပါရောက်ပါပြီကော်ဖီဆိုင်လေးပေါ့နော်ကော်ဖီဆိုင်လေးမှာကော်ဖီတော့မတောက်ပါဘူးဘာလို့လဲဆိုတော့ရမ်းပူတဲ့အတွက်ကြောင့်မို့လို့ရာမူလေးပေါ့နော်အေးလေးပဲတောက်ခဲ့ပါတယ်အဲ့လေးကတော့ရှူကင်းလေးပေါ့နော်ရှူကင်းလေးကြည့်ရတဲ့နေရာလေးပါဆိုင်လေးကလည်းချစ်စရာလေးပါပေါ့နော်ဒါပေမဲ့ဒါမှမဟုတ်3ယူတော့နော်အပြင်မှာဆို300ပဲရှိတာအဲ့ဒီမှာတော့600ပါဈေးတော့နည်းနည်းကြီးပါတယ်ပေါ့နော်ခုဆိုရတော့အပြင်မှာတော့မယ်ခုတလောပေါ့နော်ဘလော့လေးတွေကကြတော့ပေါ့နော်တိတ်မရိုက်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဂျူကြားတော့ရိုက်ဖြစ်မှာပဲပေါ့နော်အပြင်လေးပါသွားတယ်ဆိုရတော့အတက်နိုင်ဆုံးရိုက်ဖြစ်အောင်ရိုက်ပါမယ်တကယ်လို့ဘာဖြစ်တယ်ဆိုရင်ကြည့်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်